ကျမရဲ့နာမည်ကတော့ဒေါ်အီမွန်လိုင်းပဲဖြစ်ပါတယ်ရှင်ကျမသမီးလေးရဲ့နာမည်ကဗန်းအိမ်လေးပါရှင်သမီးလေးအပြင်ကျောင်းတက်ရမယ်ဆိုတော့ကျမအေဒင်ကနေပေါ့နော်ဝန်ဆောင်မှုတခုပေါ့ဝန်ဆောင်မှု CP ဥစားကလေးလေးဆိုတော့လေ့ကျင့်ခန်းဝန်ဆောင်မှုကတော့ယူရတယ်ပေါ့နော်နောက်ထပ်တစ်ခုပေါ့ဝန်ဆောင်မှုလေးသင်ကြားရေးနဲ့ပတ်သက်ပြီးကျမတစ်ခုလောက်လူချင်တယ်ဆိုတော့ဆရာမတွေက FEE Family Based Education ပေါ့နော်အဲ့ဒီဝန်ဆောင်မှုလေးရှိရဲဆိုတော့ကျမအားနဲ့အဲ့ဒီဝန်ဆောင်မှုလေးယူခဲ့တာပါရှင်FAE Family Based Education ဆိုတော့မိသားစုအခြေပြုပညာရေးအစီအစဉ်ဆိုတော့ဗောနော်မိဘကိုအခြေပြုတာပေါ့အဓိကကလေမိဘကိုဗဟိုပြုတာပေါ့အဲ့ဒါမိဘကိုအဓိကသင်ကြားပေးတဲ့အစီအစဉ်လေးပေါ့မိဘအနေမှာတဆင့်ကလေးကိုပြန်ပြီးတော့သင်ကြားပေးရမှာပေါ့နော်ကလေးတိုးတက်မှုရှိအောင်လုပ်ပေးရမယ့်အစီအစဉ်လေးလို့ထင်ပါတယ်ရှင်ကျမ FEE ဝန်ဆောင်မှုမယူခင်တော့ပေါ့နော်ကျမမှာအခက်အခဲတွေကတော့အများကြီးပဲကလေးကိုအစီအစဉ်မကြဘူးပေါ့လုပ်ပေးတာတွေလေအစီအစဉ်အဲ့လိုမျိုးမကြတာတွေရှိခဲ့တယ်ပြီးရင်လုံနိုင်ပါမလားဆိုစိတ်ဖိစီးမှုတွေလည်းရှိခဲ့တယ်ပေါ့နော်ကလေးကရောအဲ့လိုမျိုးလေးလိုက်လုံနိုင်ပါမလားပေါ့ကလေးပေါ်မှာလည်းစားပေါ့နားလဲမှုပါပေါ့နော်တိတ်ပြီးတော့လိုက်လုံနိုင်မှာမဟုတ်ဘူးလေဆိုပြီးအဲ့လိုမျိုးပေါ့စိတ်ထဲမှာအဲ့လိုမျိုးတော့ဖြစ်ဖူးတယ်ရှင်ဖြစ်တယ်ရှင်ဟုတ်FEE ဝန်ဆောင်မှုယူပြီးတဲ့နောက်ပိုင်းမှာဆရာမတွေကျမကိုတင် जा ပြသပေးတဲ့ကိပဆန်ဆရာမတွေရဲ့တင် जा ပြသမှုကြောင့်ကလေးကိုလည်းပေါ့နော်နီးစနစ်ကြကြနဲ့လည်းပြန်ပြီးတော့တင် जा ပေးနိုင်တယ်ပြီးရင်စိတ်ဖိစီးမှုတွေလည်းလျော့သွားတယ်ရှင်လှုပ်ပေးနိုင်တယ်ကိုငါလည်းလှုပ်ပေးနိုင်မှာလားငါသမီးလေးကိုပေါ့နော်ကလေးလေးကိုလှုပ်ပေးနိုင်မှာလားဆိုတဲ့စိတ်တွေနဲ့ကိုယုံကြည်မှုလည်းရှိလာတယ်ရှင်ဆရာမတွေရဲ့အားပေးမှုကြောင့်အင်အားတွေလည်းဖြစ်တယ်ပြီးလို့ရှိရင်ကလေးပေါ်မှာလည်းမျှော်လင့်ချက်တွေအများကြီးထားလာနိုင်တယ်ရှင်ဆရာမတွေကကျမအပေါ်မှာနွေထွေးပဲပေါ့နော်အားတွေလည်းအင်အားတွေဖြစ်အောင်လည်းအမြဲတမ်းပြောဆိုပေးတယ်အားပေးတယ်ပေါ့နော်မိဘသာပြောလို့ရှိရင်တဲ့ကလေးရဲ့တိုးတက်မှုကအနည်းနဲ့အများပေါ့နော်ဆရာမတို့ကအမြဲတမ်းပြောတယ်အားကြောင့်မိဘကိုကျမတို့ရဲ့စားဘယ်လိုပြောမလဲပြောပြပေါ့နော်သူတို့စားပုံဝင်လင်း stress တွေဘာတွေရှိလဲအားတွေလည်းပြောပြခိုင်းတယ်ပြီးလို့ရှိရင်လည်းလိုအပ်တဲ့ဗဟုသုတတွေလည်းပေးတယ်နည်းစနစ်တွေလည်းအများကြီးပေးတယ်သင်ကြားပြသပေးတယ်ဆရာမတွေကလေစိတ်ကြီးလက်ရှင်တွေကျမတို့သင်ကြားပြသပေးတဲ့အတွက်ကျမအများကြီးအဆင်ပြေပါတယ်ရှင်ဟုတ်ကျမကိပဇန်ဆရာမတွေရှိအနေပြီးတော့တင် जा ပြသမှုတွေမှာဆိုလို့ရှိရင်ကလေးကိုလေ့ကျင့်ခန်းဆိုလေ့ကျင့်ခန်းတစ်ခုတည်းမဟုတ်ဘဲနဲ့ပေါ့နော်ဒီပြင်တစ်ခုလေးတွေနဲ့တွဲပြီးလုပ်ပေးတာတို့အားလေးတွေတင် जा ခွင့်ရခဲ့တယ်ကလေးပေါ်မှာပေါ့နော်တေချာခရုတစိုက်လုပ်ပေးတာလေးတွေလည်းတင် जा ခွင့်ရခဲ့တယ်ပေါ့နော်ဆရာမတို့ရှိကတော့တင် जा ခွင့်ရခဲ့တာတွေတော့အများကြီးပါပဲရှင်ဟုတ်ကိပဇန်ဆရာမတွေစီကနေပြီးတော့ကလေးကိုပေါ့နော်နီးစနစ်ကြကြနဲ့အဲ့လိုမျိုးလေ့ကျင့်ခန်းလေးတွေလုပ်ပေးတာလေးတွေသင်ခဲ့ရတယ်ပြီးလို့ရှိရင်ကလေးနဲ့နွေးထွေးပေါ့နော်နေဖို့ပေါ့အဲ့လိုမျိုးလေးတွေပြီးရင်ဆရာမတို့ကမိဘကိုအားပေးတာပေါ့နော်မိဘသာပြောလို့ရှိရင်ကလေးတိုးတက်အောင်လုပ်ပေးနိုင်တယ်ဆိုပြီးမိဘကိုအမြဲတမ်းမိဘရဲ့ရင်ထဲမှာရှိတဲ့ stress တွေရောပုံမှန်လင်းပေါ့နော်ဆရာမတို့ကိုပြောပြပေးဖို့သူတို့လည်းပြောတဲ့အတွက်စိတ်လေးပေါ့ပါတဲ့ပေါ့သင်ယူခဲ့ရပါတယ်ရှင်ဆရာမတို့နဲ့